မင်္ဂလာပါရှင်ဒီနေ့ကကြတော့ကျမအရန်ကြိုက်တဲ့မုတ်တီလှုပ်ရှားမှာပေါ့နော်။ဘာမုတ်တီလဲဆိုရင်မောဟင်းခါပေါ့နော်။ကျမကလည်းမုတ်တီရန်ကြိုက်နေတယ်မောဟင်းခါဆိုကိုယ်တော့ကြိုက်တယ်ကျမခါတယ်ပေါ့နော်။ဒီထဲမှာစီတက်ပြီးတော့ချင်းရကျတော့ပြီးကျတော့နေရပေါ့နော်။အဲ့လိုမျိုးကြည့်အောင်ထောင်းပြီးတော့စီတက်ပြီးမှာပေါ့နော်။ငွေတော့အောင်ဒီငွေပေးလိုက်မှာပေါ့နော်။ပြီးရင်တော့ငါးလေးထည့်ပါမယ်ရှင်ငါးလေးထည့်ပြီးမယ်ငါးအယူနေပြီးတော့ထည့်လိုက်တာပေါ့နော်အဲ့ဒါငါး30ဘူးပဲကြပါတယ်ရှင်ဒီမှာဈေးရောက်ဝယ်လာတဲ့ငါး30ဘူးနဲ့အများရတာပေါ့နော်ပြီးတော့ရေလေးငါးပြုတ်ရေလေးထည့်လိုက်ပါမယ်ရှင်ပြီးတော့တစ်ချက်လေးပြန်ဝေးပြီးတော့အဖောက်အုပ်ပေးပါရှင်ပြီးအချိုးမုံစားတကြားလေးကျမနည်းနည်းထည့်တာပေါ့နော်ကျမဟင်းချင်းတကြားမတုံးလို့မရဘူးပေါ့နော်အဲ့လားထည့်ပေးပါလေရှင်ဝေးတာတော့တော်လေးဝေးတယ်ကျမကြိုက်မောဟင်းခါလေးပေါ့နော်ပြီးရင်တော့အဖိုးလေးတစ်ချက်အုပ်ပြီးထားပေးထားပါမယ်ရှင်ပြီးရင်တော့အဖိုးခွေးကြီးဆူလာပြီးဆိုရင်ကျစ်တော်နီလေးထည့်ပေးပါမယ်ရှင်ကျစ်တော်နီလေးထည့်ပြီးရင်တော့အဖိုးလေးတစ်ခါပြန်အုပ်ပေးပါနော်နည်းနည်းလေးတော့ငွေလိုက်ပြီပေါ့နော်နားသွားအောင်လို့ပြီးရင်တော့အဖိုးတစ်ခါပြန်အုပ်ပေးမယ်ပြီးရင်တော့စင်သက်ပြည့်လို့စားလို့ရပါပြီကျမငုံဥလေးလည်းထည့်ထားတယ်ပေါ့နော်ကြည့်ဦးမရတော့ငုံဥလေးလည်းအမိုက်နေတော့ပါကျမကိုဟာကိုလှုပ်ပြီးတော့စားကောင်းနေကဲဒီနေ့ကတော့မုတ်တီချစ်စားပါတယ်ရှင်ကျမတို့အိမ်ကမုတ်တီချစ်စားပါတယ်ဒီမှာပြမယ်မုတ်တီဟင်းရေလေးရမ်းရှင်မိုက်ရငုံဦးလေးနဲ့ဘယ်မှမမြင်ဘူးနော်ငုံဦးနဲ့ဟာလေကျမမပဲမြင်ဘူးလေကျမထက်ချလာလို့ထည့်လိုက်တာပါရှင်စားကြမယ်နော်这也是什么？加油！啥高了？咕了咕高了，咕切咕高。好贵呢，小姐把哦。ကျမလေးအဲ့လိုမျိုးဒီတိုင်းကျွတ်တော့ခိုင်းပြများလဲကောင်းတယ်ရ这边让我一个。
那的乖。拿高了，那的乖。爸爸我也点的，我没包子。ဝိပု္ပ္ပာတစ်မျိုးပဲပြီးတော့ဒီမှာပါဒီမှာကြည့်တော့ဖားတယ်နော်ဖားတယ်ရဲပြင်းနေရစကောင်ကိုလောက်ကိုကောင်ချစ်ကိုကောင်ကျမကိုချစ်ကိုကောင်ကျမနိုင်တယ်ဟာစစ်စစ်လေးထည့်ပါမယ်ကြီးလေးထည့်ပါမယ်မြုပ်တိမုတ်လေးထည့်ပါမယ်ဒီစပင်ငွေကဘလူးဖြစ်နေပြီးတော့ပဲပါလေးထည့်ပဲတီးလေးထည့်ပါမယ်ကျမမလေးကျမတရားပါစားအဲ့ဒီမကျမအသေးကြိုက်ကျမတော်တယ်ဘယ်လိုမှမစားဘူးကျမရကြမ်းစားပဲအဲ့ကျမတရားတာအသေးကြိုက်အဲ့စားပါမရှိမနဲ့ကောကောင်ဘယ်ကိုထားကြလဲမနဲ့ကောကောင်ကိုလောက်စားဦးလေးစားပါဦးလေးစား